ပြန်လာပြီလားဒီနေ့အဆင်ပြေရဲ့လားတောင်ပေါ်ကဆင်ပြီးဝန်တောင်တို့နဲ့စီးပွားရေးကိစ္စနည်းနည်းသွားပြောခဲ့တယ်ခြုံပြောရရင်တော့အဆင်ပြေပါတယ်အင်းချန်သုံးမင်းကိုပေါ်မှာရေမွေးနှံ့တွေအရန်မွေးနေပါလားဝန်တောင်ကယောက်ျားမဟုတ်ဘူးလားအဲ့ဒါလီဝက်လုပ်ငန်းစုကလင်းတော့လေအဲ့ဒီမှာရှိနေလို့လေမတော်တဆဆုံးသွားတာထင်တယ်မတော်တဆဆိုတာတော့အရန်လွန်လွန်းနဲ့ဘလောက်တောင်ကတ်နေလို့ဒီအနန်းကအင်ဂျီဘော်ထိဆုံးလာရတာလေမင်းတဝင်တူနေတာလားတဝင်တူရမယ်ငါကဘာလို့တဝင်တူရမှာလဲငါကမင်းရဲ့မကြီးလေမကြီးမင်းအရင်ကအဲ့လိုဖြစ်ခဲ့တာကိုငါသိပါတယ်ဒါပေမဲ့ဒီနေ့ပဲထောက်ထားတွေအားလုံးသွားလုပ်ပြီးပြီမဟုတ်လားဥပဒေအရပြောရရင်ဒီနေ့ကစပြီးမင်းကလွတ်လပ်တဲ့သူဖြစ်သွားပြီမင်းနဲ့ငါအကူကြားကကိစ္စကလည်းတရားဝင်ပြီးဆုံးသွားပြီမင်းကငါမီးမဟုတ်တော့ဘူးရှောင်းရငါမင်းကိုအမြဲကာကွယ်ပေးချင်ခဲ့တာငါအကူကြောင့်မဟုတ်ဘူးငါကိုပိုင်ဆန္ဒကြောင့်မင်းကိုသဘောကျလို့မင်းပါရီလျှောက်ပြောနေတာလဲသူများတွေသိရင်ဘယ်လိုပြောကြမလဲဘယ်သူကဘာပြောရမှာလဲတရားဝင်လဲဖြစ်နေတာကိုငါရှောင်ရကိုပဲမေးချင်တယ်မင်းကအပေါ်နည်းနည်းလေးတောင်စိတ်မရှိဘူးလားဖြည်းဖြည်းလုပ်ပါအဲ့ဒါကတကယ်ကြီးဖြစ်နေတယ်လို့ပဲဒါပေမဲ့မင်းကအရန်အေးဆေးနေပြီးသူဘာပြောနိုင်မလဲဆိုတာဂရုမစိုက်တယ်လို့သူများပြောတာကိုလည်းတန်ဖိုးမထားဘူးမင်းရဲ့တန်ရာတွေကိုငါ့ကိုပေးတင်တယ်မနှက်စာစားပြီးရင်တောင်ပေါ်တက်မယ်လို့ပြောတယ်မဟုတ်လားမကြီးမင်းညကရှောင်ရအချိန်မစောတော့ဘူးငါတို့အိတ်တင်ပြီးမင်းညကဘာမှမဖြစ်ခဲ့ဘူးမင်းစံပြုတ်မြန်မြန်တောက်အေးကုန်တော့မယ်ကြည့်ရတာမကြီးကိုအချိန်နည်းနည်းထပ်ပေးရအောင်မယ်ထင်တယ်မင်းကခြံသုံးလားငါမှကိစ္စရှိတယ်ဟောဒီကောင်ပဲငါတို့ရဲ့ထမင်းအိုးကိုလူသွားတာဘာထမင်းအိုးလဲဘာမှမသိချင်အောင်ဆောင်မနေနဲ့လီဝက်လုပ်ငန်းစုကအရင်ကငါတို့အမဲလိုက်ဖွဲ့ကိုအမြဲအားပေးနေကြသူတို့စီတွင်းတဲ့ကုန်ပစ္စည်းမှန်သမျှငါတို့ညီကိုတွေတောင်ပေါ်မှာခြေထောက်ကျိုးမတက်ပြေးလွှားပြီးရှာဖွေခဲ့ရတာဒီနေ့မနေ့တင်လင်းလော့စီကဖုံးလာတယ်နောက်ဆိုငါတို့နဲ့လက်တွဲဖြုတ်မယ်တဲ့သူမင်းစီကပစ္စည်းတွေဝယ်လို့ငါတို့ကိုကန်ထုတ်လိုက်တာမဟုတ်ဘူးလို့မင်းရဲရဲကြီးညင်းရဲလားလင်းလော့ဘသူစီကဝယ်မလဲဆိုတာသူ့လွတ်လပ်ခွင့်ပဲငါခင်ဗျားတို့ထမင်းအိုးကိုမလူခဲ့ဘူးကြားတယ်မလားသူကသူမလူဘူးတဲ့ဟာမင်းမရှိတာလေးစုပ်တလက်ပဲကောင်းကောင်းမွန်မွန်အမဲလိုက်ခွေးတောင်တကောင်မှမရှိပဲလီဝက်လုပ်ငန်းစုနဲ့ဘယ်လိုချိတ်ဆက်မိတာလဲတန်ကောင်းလို့တင်တာမဟုတ်ဘူးလားဟာဟုတ်တယ်တန်ကောင်းလို့အခွင့်ရေးရတာကိုမိမိကိုယ်ကိုမူဆိုးကြီးလို့ထင်မနေနဲ့တယောက်တည်းတောင်ပေါ်တက်ရင်ဘယ်နေ့ဝက်ဝင်ဆွဲသွားမလဲတောင်ဘယ်သူမှသိမှာမဟုတ်ဘူးတောင်ကအားလုံးပိုင်တာပဲလင်းတော့ဘယ်သူနဲ့လက်တွဲမလဲဆိုတာစီးပွားရေးပဲဘယ်သူမှတားလို့မရဘူးငါစကားပြောလို့ပြီးပြီလားဒီနေ့မင်းဒီတောင်ပေါ်ကိုတက်ဖို့လုံးဝမစင်စားနဲ့ဟိတ်ကောင်တွေကြိုက်စမ်းပါလို့ညင်းနေတာလဲကြိုက်လေတက်ပစ်စမ်းငါပြောပြီးပြီလေတောင်ကအားလုံးပိုင်တာဘာဖြစ်တာလဲတော်တော်ထူးဆန်းတဲ့စောစောကခန်းစားချက်ကကောင်းရိုင်းတစ်ကောင်ကစိုက်ကြည့်နေတယ်လို့ပဲလူတယောက်တည်းနဲ့ငါတို့တစ်ဖွဲ့လုံးကိုဘယ်လိုလုပ်အစားထိုးနိုင်မှာလဲညီကိုတို့လက်နက်တွေယူငါတို့လည်းတောင်ပေါ်တက်မယ်ယူကောတောင်ပေါ်တက်ပြီးဘာလို့မလို့လဲဟုတ်တောင်ထဲမှာလူတယောက်တည်သွားရင်ဘသူကလိုက်စုံစမ်းနိုင်မှာလဲနောက်ကလိုက်လာတာပဲတကယ်ကိုတစ်စီချောက်တယ်လို့အမြဲကပ်ပါလာတာတားရဲတွေကိုစာချုပ်ချုပ်လို့ရရင်ပိုးမွားတွေကိုကောရမလားအကယ်၍စာချုပ်ချုပ်လို့ရရင်ပြအောင်တအောင်လုံးနဲ့တင်အဲ့ဒီလူတွေကိုရင်ဆိုင်လို့ရပြီလေစမ်းကြည့်ရအောင်မြင်သွားပြီတင်မကဘူးတကောင်လေးတင်မဟုတ်ပဲပြအောင်တစ်ခုလုံးကိုစာချုပ်ချုပ်နိုင်ခဲ့တာပဲပြအုပ်စုတစ်ခုလုံးကငါရဲ့အစိခံတားရဲတွေဖြစ်သွားပြီးထွက်ခဲ့စမ်းဒါကကြောက်ပြားရဲ့အစိကလူကိုစေးုံရောက်စေနိုင်တဲ့အကယ်၍အကောင်100ကျော်လောက်အတူတူတိုက်ခိုက်ရင်လူကိုအသက်ထွက်အောင်ထိလုံနိုင်တဲ့အဲ့ဒီမူဆိုးတွေမှာတနက်ရှိရင်ကောဘာဖြစ်လဲသူတို့ကြောက်ပြားဘယ်နှကောင်ကိုပြစ်နိုင်မှာလဲဒီကောင်အဲ့ဒီမှာဘာရက်ပြီးငေးနေတာလဲလူကောသူငါတို့ကိုရိပ်မိသွားတာလားဟုတ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒီလောက်ဝေးတာကိုမင်းကဘာကြောက်နေတာလဲသူနောက်ထပ်ထဲကိုနက်နက်ဝင်သွားတဲ့အထိဆောင်ဒါဘာအတန်လဲပြားတွေအများကြီးပဲပြားတွေမြန်ပြေးကြအားတော်သေးတယ်ငါမီးယူလာလို့အလက်အရှင်မြတ်ချိန်စာမိပြီလားမသိဘူးတရေပဲအမေရေမြန်ပြေးငါပြောသားပဲမလာတင်ဘူးလို့မလာတင်ဘူးဟေ့နေဦးငါကိုစောင့်ဦး